Hello မင်္ဂလာပါဒီနေ့ soup spicy စားမယ်တော့ spicy ပြုတ်နေတယ်ဘဲဥရခောက်ဆွဲ Okay ပြုတ်ပြီးစားမယ်ခုနတင်မော်ဒီစားပြီး spicy စားမယ်စားချင်တာမမီကိုပူစားပေးရတော့နော်ဟုတ်ချစ်တယ်ပေါ့နော်ကျောင်းကတော့စစ် crazy Okay အဲ့တော့ပြုတ်မယ်ပြုတ်တာပြမယ်နေရပြမယ်စားကြည့်ဝါမယ်နော်စားနေဆုံး like pay follow လုပ်အောင် Okay ကွက်ဆူနေပါပြီအခုဆိုရ spicy ရဲ့ဘဲဥတလုံးဘဲဥကြီးပဲဘယ်လောက်တည်တာဘယ်လောက်ထင်လဲသူ့ရက်ကောက်မှာ600ဟာ spicy အနဲ့ spicy အနဲ့အရင်စားလို့အရင်စားလို့ဒီစိတ်တော်ရင်းကြတဲ့စိတ်အရင်စားလို့ကောင်းတဲ့စိတ်ပါ Okay စားပြမယ်ကဲစုနေပြီးတော့ဆယ်လိုက်မယ် Okay ပြီးပြမယ်ထိုက်တောင်စားမှကျင်းတာအဲ့ဒါစားအောင်စားဝေပြီးတော့ဘဲဥလေးကြက်တာကိုစောက်မယ်ခောက်ဆွဲလေးနူးတာကိုစောက်နူးတဲ့က spicy ကောက်တဲ့နင်းပါတယ်ဘဲဥတွေကလည်းမကြက်သေးဘူးပုတ်ဆူအောင်လဲထားရရဲ့ဒီတစ်ခါကဒီနဲ့မပေါ်ဆက်လေးရခိုင်နေစားမယ်လူကတော့ကလာအဆက်အရန်ကြိုက်တယ်စားရပြမယ်နော်ခဏလေးပါခောက်ဆွဲရပါခောက်ဆွဲနူးသွားတော့ခောက်ဆွဲကိုဆယ်လိုက်တယ်ခောက်ဆွဲကိုပူစားနိုင်တယ်လားတကိုင်းစားလောက်လေးကကြီးနဲ့ညက်တယ်စက်နေဖြစ်လို့မရဘူးနော်အဲ့မှာခဏအမကြောက်ဘဲဥမှာလာအုပ်လားဘဲဥမှာဖုံးအုပ်လားနည်းနည်းကြောက်ပါခောက်ဆွဲအရင်အိသွားမှဆိုတော့အုပ်တာပူစားနိုင်တယ်လို့လေးညက်မယ်တလုံးစားလေးပါနော်ထုတ်တွေဖောက်ထည့်ပြီးနဲပါမယ်1 2 3 spicy နဲပြီးရပုံလေးပါအဲ့ဒါတော့ဘဲဥခွာပြီးရပုံလေးရဲနာပြီးပြမယ်နော်ဒါတော့စားရမယ်ဘဲဥရဲလေးနဲ့ spicy လေးနဲ့လိုက်ကြည့်ကြစားရမယ်那你有不管也哎，我哈。